နင်ဂျာတို့၏လျှို့ဝှက်ကဘာနင်ဂျာတွေဟာတကယ်ပဲမှောင်စွမ်းအားတွေရှိခဲ့သလားသူတို့ရဲ့လျှို့ဝှက်စမ်းကြယ်တဲ့သမိုင်းကြောင်းကိုလေ့လာကြည့်ရအောင်နင်ဂျာတွေဟာ14ရာစုကနေ18ရာစုအတွင်းဂျပန်နိုင်ငံမှာပေါ်ပေါက်ခဲ့ပါတယ်သူတို့ဟာဆာမူရိုင်းတွေနဲ့မတူဘဲလျှို့ဝှက်စစ်ဆင်ရေးတွေသူရှိုလုပ်ငန်းတွေမှာကျွမ်းကျင်ကြပါတယ်နင်ဂျာတွေဟာတောင်ပေါ်ဒေသတွေမှာစုစည်းနေထိုင်ပြီးကိုယ်ပိုင်ရေးစနစ်တွေနဲ့လေ့ကျင့်သင်ကြားကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့အာဏာရှင်တွေကိုတော်လှန်ဖို့နဲ့မိမိတို့ရဲ့လွတ်လပ်မှုကိုကာကွယ်ဖို့ပါပဲ။နင်ဂျာတွေဟာဓားတွေကျဲသီးတွေအစိတ်တွေနဲ့တခြားလျှို့ဝှက်လက်နက်တွေကိုအသုံးပြုကြပါတယ်။သူတို့ဟာခန္ဓာကိုယ်ကိုပေါ့ပါးသွက်လက်အောင်လေ့ကျင့်ထားပြီးခုံပေါက်ခြင်းတိတ်တဆိတ်လှုပ်ရှားခြင်းတွေမှာကျွမ်းကျင်ကြပါတယ်။နင်ဂျာတွေဟာတဘာဝပတ်ဝန်းကျင်ကိုအသုံးချပြီးဖုံးကွယ်ခြင်းထောင်ချောက်ဆင်ခြင်းတွေမှာလည်းတော်ပါတယ်။သူတို့ဟာရာသီဥတုနဲ့မြေမျက်နှာသွင်ပြင်ကိုအသုံးချပြီးရန်သူကိုအနိုင်ယူနိုင်ပါတယ်။နင်ဂျာတွေရဲ့သမိုင်းကြောင်းဟာရုပ်ရှင်တွေကာတွန်းတွေနဲ့ဗီဒီယိုဂိမ်းတွေမှာယနေ့အထိလူကြိုက်များနေသေးပါ။သူတို့ရဲ့လျှို့ဝှက်စမ်းကြယ်မှုနဲ့စွန့်စားခန်းတွေဟာလူတွေကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။နင်ဂျာတွေဟာဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသူတို့ရဲ့စွမ်းရည်တွေနဲ့တတိတွေဟာအတူယူစရာကောင်းပါတယ်။နင်ဂျာတွေအကြောင်းဒီထက်ပိုသိချင်ရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး။နောက်ထပ်ဘယ်အကြောင်းအရာတွေကိုလေ့လာခြင်းလဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်။